ဒါကတော့ Minecraft level ရေးဖြစ်ပါတယ်ဒီထဲမှာဘာဆိုဘာမှမရှိပါဘူးဒီဘာဆိုဘာမှမရှိတဲ့ wall တွေမှာကျွန်တော်ကအသက်ရှင်အောင်နေထိုင်ပြီး End Dragon ကိုတက်သွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင် like and subscribe လုပ်ခဲ့ပေးကြပါအောင်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုတွေအချိန်ကြီးတော်တော်လေးကိုပုံဆုံးခဲ့လို့ပါခင်ဗျာကဲကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်အင်းဆုံးမစခင်ကျွန်တော်ကို try ကို overwall ပဲထားထားမယ်ပေါ့နော်ဒါမှကျွန်တော်တို့ကိုလောက်ရတာပို့ပြီးလဲပြီးတော့ကျွန်တော် lava ကန်တစ်ခုလည်းယူထားမယ်ပြီးတော့ကျွန်တော် app ပေါ်တဲ့တစ်ခုလည်းယူထားပါမယ်ပြီးတော့မဆိုင်ဘူးကျွန်တော်ထီးမကြံရှင်လို့ပေါ့ဒီကန်ဒီဆိုတဲ့ကြောင်လေးတစ်ကောင်လည်းမွေးထားလိုက်ပါမယ်โอเคဒါပါပဲโอเคကျွန်တော်ဒီမှာဆက်စားချင်းလာတိုက်နေတဲ့လာပါလေတော့โอเคကျွန်တော်ဒီမှာကျွန်တော်ချက်ရှိရဲ့ဒီမှာဘာရှိလဲကြည့်အောင်ဟာရောလာပြန်ပြီကွာငါစိတ်ညစ်တယ်โอเคဒီကျွန်တော်ဘာရှိလဲမသိဘူးဒီချက်ထဲမှာကျွန်တော်ဒီချက်တဲ့ item နဲ့ကျွန်တော်တို့အရင်ကြီးကြည့်ရပါတော့ကျွန်တော်ဒိုင်းနဲ့ကျွန်တော်အသက်ရှင်ရမှာဆိုတော့ဟုတ်တယ်မလားကန်ဒီကျွန်တော်ဒါရအသုံးဝင်မယ်လို့ထင်ပါတယ်ကဲကျွန်တော်အကုန်ယူလိုက်တော့မယ်အခုလောလောဆယ်ကျွန်တော်တို့ရဲ့ main goal ကတော့ water bucket ရဖို့ပေါ့နော်ဘာလို့လဲ water bucket ကကျွန်တော်ဒီထဲမှာလုံးဝမရှိဘူးပေါ့နော်ကျွန်တော် water bucket ရမှာကျွန်တော် nether portal ဆောက်လို့ရမှာ bro မင်းမရောဘာလို့ one night trader စီရ water bucket ရအောင်မယူရလဲပေါ့လေ okay ကျွန်တော်ပြောရပါမယ်အရင်လွယ်တော့မှာဆိုလို့ပေါ့နော်ကျွန်တော် mod file ဆောက်ပြီးယူဖို့ဆုံးဖြတ်လိုက်ပါတယ်အခုလောဆိုကျွန်တော်တို့မှာအစားအစာလည်းနည်းနေကျွန်တော်တော့ဒီမှာလိတ်ဖိနေနေပါလိုက်ပြီးတက်ရမယ်သူကြားချက်အနေနဲ့ဒီထဲမှာကျွန်တော်တို့အရင်မိုက်တဲ့လက်နက်တွေလုပ်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဒါလေးလောက်ထားရင်ကောင်းမှာမသိဘူး damage လေးဆိုတော့နည်းကျွန်တော်နည်းနည်းလေး damage များတဲ့ဟာတွေပေါ့ဗျာ okay ကြည့်အောင် okay ကျွန်တော်ဒါလေးပဲလုပ်ရင်ကောင်းမလားကျွန်တော်ဒါပဲလုပ်လိုက်ပါတော့မယ်မလေးဆုံးဖြတ်ရတော့ကြားလိုက်တာโอเคရပြီပေါ့နော်အဲ့ဒီနောက်ပိုင်းဆက်ဖြစ်ကြရတာအရင်မကြည့်လို့အမြင်နဲ့ပဲပြလိုက်ပါတော့မယ်โอเคကျွန်တော်အခုလုံးမှာတော့ကျွန်တော်ဒီ2ရဲ့အဆောင်ကြည့်လိုက်ပေါ့နော်โอเคဒီမှာကျွန်တော်အများကြီးပြတ်သွားတယ်ဘလို့နဲ့ကျွန်တော်တောက်သုံးနေအများကြီးမော်ဖန်နေတွေ့လို့ရပြီပေါ့ဗျာတောက်သုံးနေတွေ့လိုက်ကြရအောင်โอเคကျွန်တော်လောက်မလောက်တော့မသိသေးဘူးဒါပေမဲ့ဒီလောက်နဲ့ဆိုရင်တော့မော်ဖန်ကိုစားဖို့အဆင်သင့်ဖြစ်ပြီပါအဲ့တော့ဒီမှာ export ကျွန်တော် block အားလုံး20အထိမြင့်ရမှာပေါ့နော်ဒီကကျွန်တော်20အထိမြင့်သွားမယ်ဟယ်လိုအားလုံးပဲပြန်လေးလိုက်ပါကျွန်တော်တို့မှာ mod file ပြီးဆုံးသွားပြီပေါ့နော်ကျွန်တော်ဒီမှာ1နာရီ2နာရီ1နာရီ45လောက်တော့ကြာတယ်ပေါ့နော်ကျွန်တော်မှာ mod file ပြီးဆုံးတော်တော်ဆောက်လိုက်ရပါတယ်ကျွန်တော်တစ်ပင်တွေလည်းအများကြီးဆိုင်တာကျန်လို့ဆိုတော့တော်တော်ကြိုက်ကြရတယ်ပေါ့နော်ကဲဒါကတော့ကျွန်တော်တို့မှာနော် mod ရေပေါ့နော်ကျွန်တော်ကြာလေးဆောက်တော့အများကြီးကြာတယ်ကျွန်တော်ချက်ချင်းပြရတာဆိုတော့တိတ်တော့မကြောက်ဘူးဒီနေ့တော့ EFK ရမယ်ထင်တယ်ပေါ့နော်โอเคဒီမှာဆက်ကြလာပြီပြီးတော့ဘရိုတို့ကျွန်တော်ဘယ်လောက်ထိတူးထားလဲပြမယ်ပေါ့နော်โอเคကျွန်တော်ဒီထဲမှာပေါ့နော်ကျွန်တော်ဒီမှာဘယ်လောက်ထိအောင်တူးထားလဲဆိုတော့ကျွန်တော်ပြမယ်အဲ့တော့ကျွန်တော်ဒီမှာဟိုလိုနည်းနည်းလေးခောက်ရတာမျိုးနဲ့ဓာတ်ရင်းလောက်လိုက်အောင်ပဲဗျာโอเคဒီဓာတ်လောက်လိုက်မယ်ဆက်မှာထွက်လာမယ်ဒီမှာကျွန်တော်ဘယ်လောက်တောင်လောက်ထားလဲဆိုဟောဒီမှာဟိုးဝေးသလားဟိုမှာဝေးပဲဒီမှာလည်းကျွန်တော်နှစ်ခုတောင်ပေါ့နော်ဒါလည်းဝေးပဲဟိုကလည်းဝေးပဲတော်တော်ဝေးဒီဘက်ဆိုရင်ပြီးတော့ဒီဘက်ဆိုလည်းတော်တော်လေးဝေးရပေါ့နော်ကျွန်တော်အောက်လေအများကြီးရှိသေးတယ်ကျွန်တော်အဲ့လောက်တောင်လောက်ထားပါ Oh my god တော်တော်ဆောက်လိုက်ရရဲ့ဗျကျွန်တော်တို့ mod တွေအများကြီးဖမ်းပြီးအာယုံနေရမှာပြပြကြပါမယ်